မြန်မာပြည်တပေါင်းတရားမင်းရွှေပေလောငါးပါးအနန္တဂုဏ်ကုဏဥရှာအင်ဇလီဗုဒ္ဓမြတ်စွာသာသနာမှန်စွာ9000တီသာသနာသက်9000ဝက်နေ့ရက်နီးလာပြီဗုဒ္ဓရာဇာမင်းစကြာမကြာပေါ်တော်မူ3နှစ်စိလျင်တို့သခင်ဘယင်ဖြစ်တော်မူဤအတွင်းမှာလူတကာ9ပါးသီလဒီသီလ9ပါးပြည့်သူများတရားပယ်လိမ့်မည်သီလ9ပါးထိန်းသူများတရားကယ်လိမ့်မည်သစ္စာတရားထိန်းသူများဖျားကယ်လိမ့်မည်ကောဏနွားသာစားသူများတရားပယ်လိမ့်မည်အိယာဝင်လျင်ဖျားပင်ရှင်းလျင်ခိုးရမည်အိယာထကမြတ်ဗုဒ္ဓဥချလက်အုပ်ရှိမေမေမူမူထိုလူယူဘလူးစားလိမ့်မည်ဂုံတော်ကိုးပါးပတိများကြိုးစားစိတ်ရမည်မစိတ်မိပြန်လူပါလံဂုံပန်တတ်လိမ့်မည်ထမ်းရည်အရက်ကဇောဖတ်တပတ်စားလိမ့်မည်လေစီအခါထိုသူမှတေရရှာလိမ့်မည်တခိုးသွားရင်မွေကိုနှင့်ချက်ရှင်းသေးလိမ့်မည်လိန်လေလှဲ့ပြပြောသူများထင်ရှားသေးလိမ့်မည်ကကြီး3တန်ခုအမြန်အမှန်တွေ့တော်မူမတွေ့ရအောင်ဤစားဆောင်ရအောင်ကြက်ရမည်စားတဲ့အလိုများလူဘိုတရားနှင့်အညီကျင့်ရမည်မကျင့်မိုက်မဲလူတွေပဲကတ်သေးပါလိမ့်မည်မပါရအောင်ဤစားဆောင်လူပေါင်းလွှဲလိုက်သည်တိုင်းပြည်တော်ကြီးလွတ်လူနီခကြီးကောင်းတော်မူဇဘူဒီပနိမိတ်ဒိဋ္ဌရှုသင့်ပြီတန်ခမောက်ဆောင်4ယောက်ကောင်အောင်ချောင်းပေါ်လူပြီးမပေါ်ခင်၌လူအမိုက်တိုက်ခိုက်သေးလိမ့်မည်အောင်စัจ जा သခင်ထံပါတွင်စာလျင်တွေ့လိမ့်မည်ဝိဇ္ဇာစိကြီးရောက်ခါနီပြည်ကြီးသာတော့မည်96ပါးယောဂများပါရှားပါတော့မည်တတိတလုံးတစ်ခါ3နှစ်မစာပြီးကာယပိယဒနပထဝီဤလေးလီတိုင်းပြည်ပေါက်တော်မည်မင်းကိုကြိုးစုလူပုဂ္ဂိုလ်ထိုးသီလမြဲလိမ့်မည်